ရှိခွာစာဆောင်မှာနှုတ်ခွန်းဆက်တာပါတယ်မေလ20ရက်2026ခုနှစ်ပုံခုနှစ်ဝင်လေပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေမည်ကောင်းရှင်ကရှိတ်ပူသောသူတွင်ကတိတော်ဆ iam မနော်ဘဲလာထံသို့ကျွန်တော်ရောက်သွားတော့ကလေးငယ်တယောက်ကိုချီ၍ရှူတောင်းမေးဖို့ပြောပါ၏ဘသူကလေးလဲကိုမေးတော့သူမကကျမကလေးဝုန်းဖြေပါသည်တကောင်ရှင်ရင်မှလည်းသူ့သားလေးဦးထည့်ထားပါတဲ့တကယ်တော့သူမတက်က65နှစ်ရှိပါပြီသူမ၏ခင်မိုးက2004ခုနှစ်ကလေးကကောင်းကင်အိမ်သို့ပြန်သွားခဲ့ပါပြီနားမလည်နိုင်တော့လဲရှူတောင်းဆိုတော့လေတောင်းရတာပေါ့သူမတို့ရှိမှလာ၍မွေးနေ့ပွဲလုပ်တော့ကိုအားတုကရဲ့၍ကျွန်တော်မှကလေး2ယောက်နဲ့တောင်တိုင်ပတ်နေတာဆ iam မကလေး600ကိုကျွေးပွေးပြုစုတာအံ့ဩတယ်စိတ်မပူဘူးလားမေးလေဆ iam မကကျမကိုတတိနဲ့ကြီးစုနေတဲ့သူရှိရလေဟုဖြေပါ၏ New Life မိဘမဲ့ခင်ဟာမှပြန်လာခဲ့လေစိတ်မပူတတ်သောဆ iam မကိုအားချခဲ့မိပါသည်မိုးဆိုမှလည်းဖြစ်ုံမကကန်ဆာယောဂကိုခုခံနေသောအခြေအနေမှာငြိမ်သက်၍ရှင်လန်းသောပုံသဏ္ဍာန်ကိုသူမဖော်ပြနိုင်ပါသည်သူမအတွက်နှုတ်ကပတ်တော်ကရှင်းလင်းပါသည်သင်တို့ကိုတတိနှင့်ကြီးစုတော်မူသောကြောင့်သင်တို့၌ဆွေးရင်ခြင်းရှိသမျှတို့ကိုကိုရိုနာအနှံ့ကြလောကျွန်တော်တို့နဲ့စိတ်ပူပန်ခြင်းနဲ့ရင်းနှီးနေတာမကောင်းပါဘူးနော်။ဘာကောင်းကျိုးမှမရတော့လဲလက်ခံထားသောကြောင့်ဝင်လေးရပါ၏။ပင်မရပါ၏။မိတ်ဆွေတယောက်ကအသက်60ကျော်ပြီးအခုထိအိမ်တော်မကြသေး၍ကျွန်တော်ကိုတွေ့နေငါဒီတစ်သက်မိမရပါတော့မလားငါစိတ်ပူရဲကွာငါမရှိရင်ငါရှာထားတဲ့ဥစ္စာတွေတကယ်တော့သူ့မှာအိမ်ဆုပ်ဆုပ်တစ်လုံးနဲ့စိုက်ကဲအဟောင်းတစ်စီးပဲရှိတာကိုသူများတွေယူကုန်ပါပဲငါမိမရမှသူ့ကိုပေးခဲ့နိုင်မှာပါဟုရှူတောင်းပေးတော့ဆရာဟုမကြာခဏပြောပါသည်တကယ်စိတ်ရင်းတဲ့ကိုတောင်းရှူတာပါသူကတကယ်ကိုစိတ်ပူနေရှာပါ၏သူတည်သွားရင်ကောင်းကင်နိုင်ငံကိုမဝင်ရမှကိုတော့နည်းနည်းမှစိတ်မပူပါပဲနဲ့အိမ်နဲ့ဆိုင်ကကိုအမွေပေးခြင်းနဲ့မိမမရမှကိုစိတ်ပူနေတဲ့မြည်တို့ပင်ဖြစ်စေစိတ်ပူသောသူများအတွက်ဖျားကီနှုတ်ကပတ်တော်ရှိပါသည်အဘယ်မှုကိုများရွှေ့ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများကိုဖျားသခင်အားကြားလျှောက်ကြလော့ဖိလိပ္ပိဩစာခန်းကြီးလေးအခန်းငယ်16အားလုံးဖျားသခင်ကောင်းချီးပေးပါစေ